Hello ကျွန်တော် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် reaction မလုပ်ဖြစ်တာတော်တော်လေးကြာသွားတယ်ဗောနော်ကြာသွားတော့ကျွန်တော်ကဒီနေမကောင်းဖြစ်နေတာဗောနော်နေမကောင်းဖြစ်ဆိုတာဖျားတာတော့မဟုတ်ဘူးဒီနှာစီးချောင်းဆိုးဗောနော်ဒီမှာဆောင်းဝင်လာတဲ့ခါကျတော့ဆောင်းဝင်လာတဲ့ခါကျတော့ဒီနှာစီးချောင်းဆိုးဖြစ်တာနဲ့ဗီဒီယိုရိုက်ရတာလုံးဝဆင်မပြေတာနဲ့ကျွန်တော်ဘာမှမလုပ်ရတဲ့အတိုင်းပဲပစ်ထားလိုက်တယ်ဗောနော်ဆိုတော့အဲ့လိုကျွန်တော်ပြန်ပြီးတော့မှအေးဆေးပြန်ဖြစ်တဲ့ချိန်နဲ့ဒီရှင်းထွက်တာချိန်နဲ့လည်းကွက်တီတော့ဖြစ်တယ်ဗောနော်ကျွန်တော်စောင့်နေလားမသိဘူးဗောနော်ဆိုတော့ကျွန်တော်ဒီဟိုတနေ့ကကျွန်တော်မနေ့ညထင်တယ်ဗောနော်တွေးလိုက်တော့ကျွန်တော်နားမထောင်သေးဘူးဗောနော်နားမထောင်သေးဘူးကျွန်တော်ဒီ save တော့ save ထားလိုက်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီနေ့မှကျွန်တော်နားထောင်ကြည့်တော့တော်တော်မိုက်တယ်ဒီ symphonic ဒီ black metal ဗောနော်ဆိုတော့အဲ့ပုံစံမျိုးတွားလာနောက်ပြီးတော့ဒီအဲ့ထဲမှာပါတာကျွန်တော်ဒီ mixer band ကဒီ brother ကဒီမှာတီးထားတယ် music တွေ arrange လုပ်ထားတယ်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နားထောင်ကြည့်လိုက်ရအောင်ပေါ့နော်နေတုံးထားတွေ့တယ်ဗောနော်ဒီတော်တော်များများကျွန်တော်တို့ဒီမြန်မာပြည်မှာတော့ ground တုံးတာတော့နည်းနည်းတော့ရှားသေးတယ်ဗောနော်ဒီ first call fresh skin လို့တော့တော်တော်လေးတုံးကြတယ်ဗောနော်ဆိုတော့တော်တော်မိုက်တယ်နားထောင်ကြည့်ရတာလည်းမဆိုးဘူးဗောနော်ဒီဒါ heavy ဖြစ်တယ်ဗောနော်ဂီတာခါလာတယ်ရောကျွန်တော်တော်တော်သဘောကျတယ်ဗောနော် clean ဆိုထားတဲ့ soul ရဲ့ vocal ဗောနော်တော်တော်သဘောကျတယ် height တွေတော်တော်လေးမိုက်တယ်ပထမသူတို့ဒီတချင်းမှာကလည်းကျွန်တော်တော်တော်သတိထားမိတာ height တွေတော်တော်မိုက်တယ်ဗောနော်ဒီဆိုကငြိမ်နေရပဲဗောနော်နောက်ကျတော့ဒီကျွန်တော်တို့နိုင်ငံမှာကဒီ symphonic ကလည်းတော်တော်လေးရှားသေးတယ်ဗောနော်ရှားသေးဆိုတော့မရှိတော့မရှိဘူးလို့ပြောလို့ရတယ်ဗောနော်ဆိုတော့ဒီ black metal တို့ဘာတို့ကရှားတယ်နောက်ပိုင်းတွေကထွက်တဲ့ဘက်တွေက modern တို့ gen တို့ဒီ metalcore ပေါ့နော်အဲ့လိုမျိုးဟာတွေတော့နည်းနည်းများတယ်ပေါ့နော်ဆိုတော့ကျွန်တော်မတူတဲ့ taste လေးတွေကျွန်တော်နားထောင်တာပိုသဘောကျတယ်ပေါ့နော်ကျွန်တော်ရဲ့ personal ရတော့အဲ့လိုမျိုးဟာလေးကျွန်တော်ပိုသဘောကျတယ်ပေါ့နော်အကုန်လုံးဒီ band တွေကဒီအကုန်လုံးတစ်ခုဥပမာပေါ့နော်ကျွန်တော်တို့ဒီရန် hit ဖြစ်နေတဲ့ဟာပေါ့နော်ဒီ modern ဆို modern မဲ့ထားလိုက်ပါပေါ့နော်ဒီဘက်ခေတ်မှာဆိုလို့အဲ့ဒါကြီးပဲအကုန်လုံးကသွားပြီးပြုံသွားတယ်ပေါ့နော် metalcore လက်ထက်မှာဆိုရင် metalcore ပြုံသွားကြတယ်ပေါ့နော်အဲ့ဒီအချက်တော့ကျွန်တော်တိတ်တော့သဘောမကျဘူးဒါပေမဲ့လူတိုင်းကကိုကြိုက်တာကိုလုံးကြတယ်ဆိုတော့ကျွန်တော်ဘာမှတော့ပြောစရာမရှိဘူးเนาะပေါ့ဒါပေမဲ့ဒီလိုမျိုး black metal တို့ဒီပေါ့เนาะဒီနည်းနည်းဒီဘလူးများနဲ့မတူတဲ့ဂျန်နာတွေထဲကအဲ့လိုမျိုးထွက်လာတဲ့ဟာတော့ကျွန်တော်ပို့ပြီးမှသဘောကျတယ်ပေါ့နော်နားထောင်တာ taste ကလုံးဝမတူပေါ့နော်
ကြားလိုက်တယ်ပေါ့နော်အတန်တော့တိတ်တော့မတေချဘူးပေါ့နော်ဒီဟိုဆိုတော့အဲ့လိုမျိုးကြားတယ်တော်တော်မိုက်တယ်နော် base ထုထားတယ်တော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီတချင်းကတော့ဒီပေါ့နော်တော်တော်လေးမိုက်တယ်ပထမအပုတ်နဲ့ဒီပုတ်နဲ့ဆိုကျွန်တော်ဒီကောင်နည်းနည်းပူကြိုက်တယ်ပူကြိုက်ဆိုဒီကောင်ကဒီပထမပုတ်ကကြတော့ဒီနည်းနည်း soft ဖြစ်တယ်ပေါ့နော်ဒီကောင်တော့နည်းနည်းဒီတကယ် black metal ဒီ symphonic metal ဘက်ကိုတော်တော်လေးရောက်တယ်ပေါ့နော်တခြားပုတ်တွေကျွန်တော်တော်တော်လေးစိတ်ဝင်စားတယ်တော်တော်နားထောင်ချင်နေပေါ့နော်ဒီအဲ့လိုမျိုးဒီလိုမျိုးsymphonic ပုံစံမျိုးတွေကကျွန်တော်တို့နိုင်ငံမှာမရှိဘူးပေါ့နော်တိတ်မရှိဘူးတော့ပြောချင်နေတာမရှိဘူးပေါ့နော်မရှိကကြတော့တော်တော်မျိုးနားထောင်ခဲတယ်ပေါ့နော်ဒီမျိုးဘယ်နေရFrom despair, don't control can save that. All your karma, save yourself. From despair, don't control karma shall be beautified. Karma, save yourself. From despair, take control of your karma. Save yourself from despair. Find yourself as a warning to change your way. Save yourself from despair. Take control of your karma. Save yourself from despair.တော်မိုက်တယ်เนาะဒီ melody ဝင်သွားနေရအောင်ဒီ crack တွေဆိုတဲ့နေရာတွေရောတော်တော်လေးမိုက်တယ်ကျွန်တော်ဒီပေါ့เนาะကြားနေကြပုံစံမဟုတ်ဘူးပေါ့เนาะတော်တော်လေးမိုက်တယ်ကျွန်တော်တော်တော်သဘောကျတယ်ပေါ့เนาะဆိုတော့ဒီသူတို့ရဲ့ဒီ album ကလည်းဒီထွက်လာတော့မယ်ထင်တယ်ပေါ့เนาะဆိုတော့ဒီအခုသူ EP ဆိုတော့ကျွန်တော်ထင်တာ၄ပုတ်မဟုတ်လို့ရှိရင်ဒီ international မှာတော့ကျွန်တော်တင်တာ၄ပုတ်ထင်တယ်ပေါ့နော်ဆိုတော့သူဘယ်နှပုတ်ပါမလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့ကျွန်တော်စောင့်နေတယ်သူတို့ EP ပေါ့နော်နောက်ပြီးတော့ဒီတလဲစာထဲပေါ့နော်ဒီ Mixer ရဲ့ဒီ album ကလည်းသူတို့ pre order မှာလို့ရပြီလို့ပြောတယ်ပေါ့နော်အဲ့ဒါလည်းအမှသွားပြီးတော့မှမှာလို့ရတယ်အဲ့ဒီ album လည်းတော်တော်မိုက်တယ်ပေါ့နော်အမှသွားပြီးတော့မှမှာလို့ရတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်ဆက်နားထောင်ကြည့်လိုက်အောင်မိုင်းလိုက်လားနောက်ဆုံးမှာတရေโอเคဒါသူတို့ရဲ့ဒီဒုတိယမြောက်သချင်းပေါ့နော်ဒုတိယမြောက်သချင်းသူတို့ EP လည်းထွက်လာဖို့ရှိတယ်သူတို့ရဲ့ဒီပေါ့နော် YouTube မှာ subscribe မလုပ်ရသေးတဲ့လူတွေသူတို့ရဲ့ page ကိုမတည်သေးတဲ့လူတွေကျွန်တော် description မှာရေးပေးထားမယ်ပေါ့နော်အဲ့မှာသွားပြီးတော့မှနားထောင်ကြည့်လို့ရတယ်သူတို့ပထမထွက်ထားတဲ့အပုတ်လည်းနားထောင်လို့ရတယ်ပေါ့နော်အဲ့မှာသူတို့ EP လာလို့ရှိရင်လည်းအဲ့မှာ EP ကိုလည်းစောင့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီထဲမှာဆိုပြောစရာတော့ဒီ Sovoke ပေါ့နော်ကျွန်တော်တော်တော်သဘောကျတယ်တော်တော်ငြိမ်နေပေါ့နော် clean
clean ကကျွန်တော်ဒီ metal ထဲမှာအဲ့လိုမျိုးညိန်တာကကျွန်တော်တော်တော်လေးနားထောင်ရခဲတယ်ပေါ့နော်တော်တော်ညိန်တယ်vocal technique တွေလည်းတော်တော်မိုက်တယ်ပေါ့နော်နောက်ကျဒီ crack ဆိုလို့ရှိရင်လည်းဒီ crowd တွေတုံထားတယ်တော်တော်မိုက်တယ်ဒီတီးထားလည်းတော်တော်မိုက်တယ်ဒါမျိုးသချင်းတွေကကျွန်တော်တို့ဒီ back kit မှာဆိုနားထောင်ရခဲတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမျိုး band တွေကဘာလို့လဲဆိုတော့ဒီ back kit ကmodern တို့ဒီ gen တို့ကတော့ကျွန်တော်ထင်တာတော့နောက်ပိုင်းတောက်လျှောက်အဲ့ဒါတွေနားထောင်ရမယ်ကျွန်တော်တို့ whole တော့အဲ့လို black metal တို့ဒီ death metal တို့ဒီနည်းနည်းပေါ့နော်ဒီ symphonic black metal symphonic death metal တော့နားထောင်ဖို့တော်တော်လေးခဲမယ်ထင်တယ်ပေါ့နော်ဆိုတော့သူတို့ band ကိုတွားပြီးတော့မှအားပေးစေချင်တယ်ဒီဆို local band တွေများများလေးအားပေးစေချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုဒီလိုပဲဆုံးသက်လိုက်မယ် okay thank you guys